မင်္ဂလာပါဒီနေ့မြန်မာ School House မှာတင်ပြမယ့်သင်ခန်းစာကတော့ဒုတိယတန်းမြန်မာဖတ်စာအသက်လက္ခဏာလေ့ကျင့်ခန်းသင်ခန်းစာ10ဖြစ်ပါတယ်အခုဒီစာမျက်နှာမှာဒီနေ့သင်ခန်းစာမှာလေ့လာမယ့်အသက်လက္ခဏာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလက္ခဏာကတော့တတ်ဖြစ်ပါတယ်တတ်ကိုအပြီးအခရာနဲ့ပူးတွဲရေးသားပါကအအလို့အသံထွက်ပါတယ်အခုတတ်ကိုတခြားတရားလက္ခဏာများနဲ့ပူးတွဲရေးသားပုံကိုဆက်လက်လေ့ကျင့်ပါမယ်ရပင်တတ်ရရစ်တတ်အခုဆက်လက်ပြီးတတ်အသက်လက္ခဏာကိုပြီးအခရာများနဲ့ပူးတွဲရေးသားပြီးတော့အသံထွက်ရွတ်ဆိုလေ့ကျင့်ပါမယ်ကတတ်ကကတ်ကြီးခတတ်ခတိုက်ခငတတ်ငတ်ငတ်မွတ်စတတ်ဆက်ဖတတ်ဖက်စာဖတ်ချင်ဖတ်နတတ်နတ်နတ်သားနာနတ်သီးပတတ်ပတ်ပတ်တီဝတတ်ဝတ်ဝတ်စင်ဟတတ်ဟရဟတ်ယာဉ်ဇရေးချတတ်ဇက်ဇက်ပွဲဓရေးချတတ်ဓာတ်ပုံဖယာရစ်တတ်ဖြတ်ခွဲဖြတ်မဟထိုးတတ်မှတ်အမှတ်တရကယာရစ်တတ်ကြက်နေကြက်မ
ရရစ်တသက်မြတ်မြက်ခင်ဒီနေ့မြန်မာ School House မှာတင်ပြတဲ့ဒီနေ့သင်ခန်းစာကိုကြည့်ရှုအားပေးတဲ့ကျောင်းသားကျောင်းသူသားသားမိမိတို့အားလုံးကိုမြန်မာ School House မိသားစုကကျေးဇူးအများကြီးတင်ပါတယ်